ပြည်နယ်တစ်ခုရဲ့စိမ့်လန်းဆူပြီးတဲ့စဘာကင်းတွေဘေးမှာတော့ရွာလေးတစ်ရွာရှိခဲ့ပါတယ်ဒီရွာမှာလူဦးရေ1000နီးပါးရှိတယ်ဗျရွာသားအများစုကလေယာလောက်ကြပြီးဒေသခံတွေကြားမှာနာမည်ကြီးတဲ့အရေးအသွေးမြင်ကောင်းချင်းဆန်အမျိုးအစားကိုစိုက်ပျိုးကြပါတယ်ကျွဲနဲ့နွားတွေမွေးမြူကရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံနဲ့နေထိုင်ဖြတ်တန်းကြပါတယ်သူတို့ကလယ်ကွင်းတွေထဲမှာအလုပ်လုပ်ဖို့မနက်စောစောထားကြပြီးနေဝင်ချိန်မှအိမ်ပြန်လာကြကရေနံစီမိကွာဟောင်းရဲ့အလင်းရောင်အောက်မှာမိသားစုနဲ့အတူတူညစာစားတတ်ကြတယ်ဗျဒါပေမဲ့ငိမ့်ညံ့တယ်လို့ထင်ရတဲ့ဒီရွာလေးမှာနေဝင်ချိန်တနည်းအားဖြင့်ညဘက်မောင်းတဲ့အချိန်တွေမှာရွာသားတွေပြောလို့မရှိတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ရွာနောက်ကဆွန့်ပစ်ထားတဲ့ဖုံးရင်ကျောင်းပါပဲ1989ခုနှစ်ဝန်းကျင်ဘရင်တစ်ပါးလက်ထက်မှာတိစောက်ခဲ့ပြီးကောက်ရိုးအမိုးနဲ့မိုးထားတဲ့တစ်သားကျောင်းဆောင်တစ်ခုဖြစ်ပါတယ်ကျောင်းဆောင်ရှိမှာနေရာတစ်ခုလုံးဖုံးလွှမ်းနေတဲ့အကိုင်ခက်တွေပြန်ကားနေတဲ့ညောင်မင်းတပင်ရှိတယ်ဗျအရင်တော့ဒီဖုံးကြီးကျောင်းဟာလူတွေနဲ့စီကားခဲ့ပြီးရဟန်း3-4ပါးလောက်တည်င်းသုံးခဲ့ကြပါတယ်ရွာသားတွေကကုသိုလ်ပြုဖို့တရားနာဖို့အတွက်ဖုံးကြီးကျောင်းရဲ့ဆရာတော်တစ်ပါးစီလာရောက်စီးကပ်ပူဇော်ကြတယ်ဗျဆရာတော်ကရွာမှာအလေးစားရဆုံးရဟန်းတစ်ပါးဖြစ်ပါတယ်ဆရာတော်ဟာအသက်80ခန့်ရှိပြီးပိန်ပိန်ပါးပါးနဲ့နေလောင်တန်းကြောင်းအသားညိုးနေပါတယ်ဒါပေမဲ့ဆရာတော်ရဲ့မျက်လုံးတွေထဲမှာဂယုဏတရားနဲ့ပြည့်နှက်နေတတ်တယ်ဗျဘာသာရေးစည်းကမ်းတွေကိုအထူးတင်းကျပ်စွာမလိုက်နာပေမဲ့ရွာသားတွေရဲ့နေ့စဉ်ဘဝမှာတော့ကူညီပေးလေရှိပါတယ်ငွေကြေးအခက်အခဲရှိတဲ့သူတွေကိုဆိုဆရာတော်ကအတိုးမယူပဲငွေချေးပေးလေရှိတယ်ဗျတခါတရံမှာဆင်းရဲတဲ့မိသားစုတွေကိုစံဝေမျှပေးတာဆရာတော်ကိုယ်တိုင်လှုပ်ထားတဲ့စေးဘက်ဝင်အပင်တွေရေမန်းတွေနဲ့ယောဂါတွေကိုကုသပေးလေရှိပါတယ်ဆရာတော်ဟာအဲ့ဒီအချိန်ကပြန့်ခဲ့တဲ့ငှက်ဖျားနဲ့ကာလာဝိုင်းယောဂါကနေရွာတွေကကလေးတွေများစွာကိုကယ်တင်ခဲ့တယ်လို့ရွာသားတွေကပြောပြခဲ့ကြတယ်ဗျဒါပေမဲ့1949ခုနှစ်မှာတော့လာပေါင်းများစွာမိုးတိထန်စွာရွာသွန်းခဲ့တဲ့နှစ်မှာတမိုင်းဝင်ရေကြီးမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်မြစ်တရားရေတွေကရွာတွေထဲကိုစီးဝင်လာတာလူကြီးတယောက်ရင်ဘတ်အထိကိုမြင့်နေဗျရွာသားတွေကမြင့်တဲ့နေရာတွေကိုပြောင်းရွှေ့ခဲ့ရပြီးဆရာတော်ကလည်းရွာသားတွေကိုတတ်နိုင်သမျှနီလန်ပေါင်းစုံနဲ့ကူညီဖို့ကြိုးစားခဲ့ပါတယ်ပြီးတော့ဆရာတော်ကဘုန်းကြီးကျောင်းကပစ္စည်းတွေကိုယူလာပြီးဝေငှပေးခဲ့တယ်ဗျအိမ်ထဲမှာပိတ်မိနေတဲ့ကလေးတွေနဲ့တက်ကြီးရွယ်အိုတွေကိုကယ်တင်ဖို့တစ်သားလေဟောင်းတစ်စင်းနဲ့ဝင်ခေါ်ခဲ့ပါတယ်ဒါပေမဲ့လည်းဆရာတော်ကိုယ်တိုင်ကနှစ်ပေါင်းများစွာကုသခံခဲ့ရတဲ့ငှက်ဖျားယောဂါနဲ့မှုပြင်းထန်စွာဖျားနာနေတော့တယ်ဗျရေပြန်မကြခင်မှာပဲဆရာတော်ဟာတစ်သားကျောင်းဆောင်ထဲမှာပြန်လုံတော်မူခဲ့ပါတယ်အားလုံးကလည်းယောဂကုသမှာကိုစိုးရိမ်နာကြောင့်ဘသူမှအနာမကဲရေးခဲ့ပါဘူးရေပြန်ကျသွားပြီးတဲ့နောက်ရွာသားတွေလာရောက်ပြီးဇာပနအခမ်းအနားကိုကျင်းပရတဲ့အချိန်ထိဆရာတော်ရဲ့ရုပ်အလောင်းကကျောင်းဆောင်ထဲမှာရက်ပေါင်းများစွာမလုံးမရှက်လဲလျောင်းနေခဲ့ကြပါတယ်ဆရာတော်ပြန်လုံတော်မူပြီးတဲ့နောက်ကျန်ရှိနေတဲ့ရဟန်းတွေကတခြားဘုန်းကြီးကျောင်းကိုပြောင်းရွှေ့တည်င်းသုံးခဲ့ကြတယ်ဗျဘုန်းကြီးကျောင်းဟာလည်းလုံးဝအစွန့်ပစ်ခံခဲ့ရပါတယ်ရွာသားတွေကတခါပြန်ပြင်ဖို့ကြိုးစားခဲ့ပေမဲ့ထူးဆန်းတဲ့အရာတွေဖြစ်လာခဲ့တယ်ဗျဥပမာညဘက်မှာကရိယာတွေပျောက်ဆုံးသွားတာဘုန်းကြီးကျောင်းကနေငိုတန်တွေထွက်လာတာမျိုးဖြစ်ခဲ့ပူတာပါရလက်အနေနဲ့ဘယ်သူမှဆက်မလုပ်ရဲတော့ပဲဘုန်းကြီးကျောင်းဟာလူသူကင်းမဲ့တဲ့ကျောင်းဖြစ်သွားခဲ့ပါတယ်အမိုးပြိုကျပြီးတစ်သားပရင်းမောက်တွေကွဲအခါမျက်ပင်တွေလည်းထူထပ်စွာပေါက်ရောက်နေခဲ့တယ်ဗျညောင်မင်းကြီးကခန္ဓာထဲဝါစွာတည်ရှိနေပေမဲ့ညဘက်မှာပိုးပြီးကြောက်စရာကောင်းလာပါတယ်ရွာသားတွေကြားမှာအများဆုံးပြောကြတဲ့ဇက်လန်းကဆရာတော်ရဲ့အကြောင်းတွေမဟုတ်ပဲဘုန်းကြီးကျောင်းဘေးကတစ်သားအိမ်လေးမှာနေထိုင်တဲ့မုတ်ဆိုးမအဖွားဆိုင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီးပဲဖြစ်ပါတယ်အဲဒီတော့အဖွားကအသက်60လောက်ရှိတယ်ဗျဆရာတော်လိုပဲစိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီးနာမည်တောင်နည်းနည်းစင်တူသေးပါတယ်အဖွားကဆရာတော်ကိုဘုန်းကြီးကျောင်းမှာတန်ဃာတွေနဲ့ရွာသားတွေကိုစွန့်ကြွေးတဲ့အလူပွဲတွေမှာလည်းဝင်ကူပေးလေရှိတယ်ဗျအဖွားမှာနိုင်မင်းလို့ခေါ်တဲ့သားတစ်ယောက်ပဲရှိပါတယ်အဲဒီတော့နိုင်မင်းကအသက်18နှစ်လောက်ပဲရှိခဲ့သေးတာပါနိုင်မင်းကနေလောင်တဲ့အသားအရည်နဲ့တန်မာတဲ့ခန္ဓာကိုယ်ရှိတဲ့လူငယ်တဦးဖြစ်ပါတယ်သူကမိခင်ကိုလေယာအလုပ်မှာကူညီပေးတတ်တယ်ဗျဒါပေမဲ့1948ခုနှစ်ရေကြီးမှုမဖြစ်ခင်မှာနိုင်မင်းတယောက်ဆရာတော်လိုပဲငှက်ဖျားယောဂါနဲ့ပြင်းထန်စွာဖျားနာခဲ့ပါတယ်သူ့ရဲ့အဖျားကမြင့်မားပြီးခန္ဓာကိုယ်ကလည်းတုန်ရှိနေတာကြောင့်ခေတ်သစ်ဆရာဝန်ကသူအသက်ရှင်နိုင်တော့မှမထင်ဘူးလို့ပြောခဲ့ပါတယ်
ဒီတော့နောက်ဆုံးအဖွားဆန်းကြီးကနိုင်မင်းကိုဆရာတော်ရှိတဲ့ဖုန်းကြီးကျောင်းစီခေါ်သွားခဲ့တယ်ဗျဆရာတော်ကကြိတ်ထားတဲ့ဆေးဘက်ဝင်အပင်တွေကိုရေမန်းနဲ့ရောပြီးနိုင်မင်းကိုတိုက်လိုက်ပါတယ်ပြီးတော့ဆရာတော်ကိုယ်တိုင်မြေပြူနဲ့ရေးထားတဲ့အဆောင်တစ်ခုကိုလှုပ်ပေးခဲ့တယ်ဗျဒီယောဂကနေလွတ်မြောက်သွားရင်မိခင်နဲ့ကြီးပင်လာခဲ့တဲ့ဒီမိအတွက်တစ်နှစ်လောက်ရဟန်းဝတ်ပေးလိုက်ပါတကားနိုင်မင်းကလည်းဆရာတော်နဲ့သူ့အမေကိုအဲ့လိုလုပ်မယ်လို့ဂတိပေးခဲ့ပါတယ်ဒီအချိန်မှာပဲအံ့ဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပြီးနိုင်မင်းဟာရဲ့အနေငယ်အတွင်းဖျားနာမှုမှပြန်လဲကောင်းမွန်လာခဲ့တယ်ဗျသူ့ရဲ့ခန္ဓာကိုယ်ကအလင်းအမြန်ပြန်လဲအားကောင်းလာခဲ့တာကြောင့်ရွာသားတွေကဆရာတော်ရဲ့ကုသိုလ်ကြောင့်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့လအနေငယ်ကြာပြီးတဲ့နောက်သူပြောင်းလဲသွားခဲ့တယ်ဗျရန်ကုန်ကနေပြန်လာခဲ့တဲ့တငယ်ချင်းတယောက်စီကအဲ့ဒီမှာအလုပ်ကောင်းနေရှိတယ်လို့ကြားသိခဲ့ရပါတယ်ဒီတော့ရေးကြီးပြီးတဲ့နောက်အဖွားဆန်းကြီးရဲ့အိမ်ပြန်ဆောက်ဖို့မြို့မှာအလုပ်လုပ်ပြီးပတ်စံနေပြန်ပို့ပေးမယ်လို့သူ့အမေကိုပြောခဲ့တယ်ဗျအမေဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့နဲ့ဆရာတော်မှာခဲ့တဲ့အတိုင်းလဲရန်ကုန်ကနေပြန်လာပြီးမှရဟန်းဝတ်မယ်လို့ဂတိပေးခဲ့ပါတယ်အဖွားဆန်းကြီးဟာမျက်ရည်တွေနဲ့ပုံမကောင်းမှုနဲ့ဘဝတစ်ခုရရှိလာပါစေလို့မျှော်လင့်ရင်တားဖြစ်သူကိုတွားခွင့်ပြုလိုက်တယ်ဗျဒါပေမဲ့နိုင်မင်းတယောက်စီကသူဂတိပေးခဲ့တဲ့ပတ်စံတွေရောက်မလာခဲ့ပါဘူးအဖွားကလည်းသူ့စီကစာကိုစောင့်နေခဲ့တယ်လို့ပတ်စံပို့လာပေးဖို့လည်းစောင့်နေခဲ့တယ်ဗျလာစဉ်လာတိုင်းစောင့်ခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးအဲဒီတော့ရွာသားတွေကနိုင်မင်းဟာသူ့အမေသူ့ရွာနဲ့သူ့ဂတိတွေကိုမေ့သွားပြီလို့ပြောကြပါတယ်အဖွားဆိုင်ကြီးတယောက်သူမရဲ့တသားအိမ်ဟောင်းမှာတယောက်တည်းဆက်လက်နေထိုင်ခဲ့ရှာတယ်ဗျတခါတရံမှာစိုးပြခံရတဲ့ဖုန်းကြီးเจ้าမှာကူညီပေးရင်ညောင်မင်းကြီးအောက်မှာတယောက်တည်းကုသိုလ်ပြုရင်ညနေခင်းမှာလေကွင်းတွေကိုငေးချင်တယ်ဘယ်တော့မှပြန်မလာတော့တဲ့တားဖြစ်သူကိုစောင့်မျှော်နေခဲ့ပါတယ်1952ခုနှစ်တနေ့မှာတော့အဖွားဆန်းကြီးသူမရဲ့အိမ်မှာပဲကွယ်လွန်သွားခဲ့တယ်ဗျသူမကတယောက်တည်းနေထိုင်တာကြောင့်ရွာသားတွေသူမရဲ့အလောင်းကိုရက်အတော်ကြာမတွေးခဲ့ကြပါဘူးသူမရဲ့အလောင်းကနေအနံ့ဆိုးတွေထွက်လာမှသာရွာသားတွေကဝင်ရောက်စစ်ဆေးကြရတာပါဆရာတော်ဘေးမှာထိုင်းနေတဲ့နိုင်မင်းရဲ့ဓာတ်ပုံအဟောင်းတစ်ပုံဖတ်နေတဲ့အဖွားဆန်းကြီးရဲ့အလောင်းကိုတွေးရှိခဲ့ကြတယ်ဗျရွာသားတွေအဖွားဆန်းကြီးအတွက်ရိုးရှင်းတဲ့အာသုဘတစ်ခုကျင်းပပေးခဲ့ပြီးသူမတောင်းဆိုထားတဲ့အတိုင်းစွန့်ပစ်ထားတဲ့ဘုန်းကြီးကျောင်းအနီးမှာမြုပ်နှံပေးခဲ့ပါတယ်အဖွားဆန်းကြီးစုံမသွားပြီးတဲ့နောက်ရွာသားတွေထိုးဆန်းတဲ့အတန်တွေကိုကြားလာရတယ်ဗျလာပြီးည15ရက်နေ့ရောက်တိုင်းအတန်တူတူလေးနဲ့ကြည်လင်ပြတ်သားတဲ့ခေါင်းလောင်းတန်လိုမြည်နေပြီးတစုံတစ်ယောက်ကတန်ခေါင်းလောင်းငယ်တစ်ခုကိုကင်ဆောင်ကဖုန်းကျောင်းအဟောင်းတစ်ဝိုက်မှာလမ်းလျှောက်နေသလိုဖြစ်နေခဲ့ပါတယ်အတန်ကပုံမူကျလောင်လာခဲ့တာမျိုးမရှိပေမဲ့ပျောက်ကွယ်တော့မှမျိုးလည်းမဟုတ်ပါဘူးရွာသားတွေကအဲ့ဒါဟာနိုင်မင်းကိုရှာဖို့ရှောက်သွားနေတဲ့အဖွားဆန်းကြီးရဲ့အတန်ဖြစ်တယ်လို့ထင်ကြေးပေးကြတယ်ဗျအတန်ကိုရှင်းရှင်းလင်းလင်းကြားရတဲ့ပထမဆုံးအမျိုးသမီးကြီးကတော့စွန့်ပစ်ထားတဲ့ဖုန်းကျောင်းသားမှာနေထိုင်တဲ့အသက်50အရွယ်မုတ်ဆိုးမဒေါ်တီတာဖြစ်ပါတယ်လာပြည်နေပထမဆုံးညမှာမိုးတီးထန်စွာရွာသွန်းမှုကြောင့်ညတကောင်ရံမှာထားခဲ့ရတယ်လို့ဒေါ်တီတာကရွာသားတွေကိုပြောပြခဲ့တယ်ဗျဒေါ်တီတာကခလေးတယောက်ရဲ့စူညံတန်းလို့ထင်တာကြောင့်မိအိမ်တစ်လုံးယူပြီးကြည့်ဖို့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့ညောင်မင်းကြီးနောက်ရောက်တဲ့အခါမှာအတန်းရက်သွားပြီးအဖွားကိုတယောက်ရဲ့အတန်းကတူတူလေးပြောလာခဲ့တယ်ဗျတိရရင်အဖွားနေကိုလေလို့ဖို့ပတ်စံတရားချီးပေးခဲ့တယ်လေညီဘယ်တော့ပြန်ပေးမှာတော့ဒေါ်တီတာတယောက်ရေးကြီးတုန်းကအဖွားဆန်းရည်စီကပတ်စံချီးခဲ့တာကိုတတိယသွားလို့ကြက်သိမ်းထသွားပါတယ်သူမရဲ့ဆင်းရဲမှုကြောင့်ပတ်စံပြန်ပေးဖို့မေ့သွားခဲ့တယ်ဗျအဲဒီနောက်ဒေါ်တီတာအိမ်ပြန်ပြေးပြီးတညလုံးဖျားစာရွတ်နေခဲ့ပါတယ်နောက်နေ့မနက်မှာသူမစံတအိမ်နဲ့ပတ်စံတရားကိုစွန့်ပစ်ထားတဲ့ဘုန်းကြီးကျောင်းရှိမှာတွားထားခဲ့တယ်ဗျအဲဒီနောက်သူမနောက်ကခေါင်းလုံးတန်ရက်သွားခဲ့ပါတယ်ဒါပေမဲ့တခြားရွာသားတွေကတော့ကံမကောင်းကြပါဘူးတချို့ကအိမ်မဆိုးတွေမက်ပြီးအတန်နေကြားရတယ်ဗျအဖွားဆန်းကြီးကသူတို့ရဲ့အိယာဘေးမှာရက်ပြီးခေါင်းလောင်းကိုညှင်သာစွာလှုပ်ခါစကလုံးတွေကိုထက်ခါတလဲလဲပြောနေတာကိုမြင်မဲ့ကြပါတယ်။ကျောင်းမဖွဲအဖြစ်ပြက်တစ်ခုကိုနောက်ထပ်ကြုံတွေ့ခဲ့ရသူတဦးကတော့အသက်65နှစ်အရွယ်ဦးစောပါပဲ။သူကဆရာတော်ရဲ့တပည့်တဦးဖြစ်ခဲ့ဘူးတယ်ဗျ။ဦးစောကအဲ့ဒီအကြောင်းကိုသူ့မြေးကိုတစ်ချိန်ပဲပြောပြပြီးတဲ့နောက်ထပ်မပြောပြတော့ပါဘူး။ဦးစောမနက်ပိုင်းတနာရီလောက်မှာဈေးကနေစပိန်စီပြီးအိမ်ပြန်လာရင်ဖုန်းကြီးကျောင်းကိုဖြတ်သွားနေတော့သူ့စပိန်ရဲ့မီးရောင်ကညောင်မင်းကြီးအောက်မှာရက်နေတဲ့လူတစ်ယောက်ရဲ့အရေးကိုမြင်စေခဲ့ပါတယ်။တခိုးလို့သူထင်ပြီးအောမေ့လိုက်တယ်ဗျ။
ဒါပေမဲ့အဲ့ဒီအချိန်မှာခေါလုံးတန်ကမြည်လာပြီးသပင်ရှည်ဖြူဖြူနဲ့ထမင်းအဟောင်းဝတ်ထားတဲ့အဖွားကိုတယောက်အမောင်ထဲကနေထွက်လာခဲ့ပါတယ်ပြီးတော့ဦးစောဘက်ကိုတဲ့တဲ့ကြည့်ကအဲကွဲတဲ့အတန်းနဲ့ပြုတ်လိုက်တယ်ဗျ ဦးစောရှင်တော်ဝဲကိုခုံကြီးစီကပတ်စံနေရချေးဘူးလေစီရတော့ကျေးဇူးမတင်ရသေးဘူးအခုရှင်ကျမအောင်နိုင်နေကိုရှားခုပေးရမယ်လာအနေငယ်အကြမှာဦးစောအဖျားကြည့်ပြီးအပြင်းအထန်နေမကောင်းဖြစ်ခဲ့ပါတယ်သူ့ဆွေမျိုးတွေကသူ့တေကနေမှတီတိုစကားပြောနေတယ်လို့ပြောခဲ့ကြတယ်ဗျ ဒေါ်ဆိုင်ကျွန်တော်တောင်းပန်ပါတယ်ပြန်ဆက်ပါမယ် အဲဒီနောက်ဦးစောကငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့သူ့မျက်နှာမှာစိတ်သက်သာရသွားတယ်လို့အပြုံးတစ်ခုရှိနေခဲ့တယ်ဗျအဖွားဆိုင်ရဲ့ဇလန်းကရွာတစ်ရွာလုံးပြန့်နှံ့သွားခဲ့ပါတယ်အဲဒီနောက်ရွာသားတွေကအဖွားဆိုင်နဲ့ဆရာတော်ကိုကုသိုလ်လုပ်ပေးကြတယ်ဗျတချို့ကအကျွေးဆက်ဖို့အတွက်စွန့်ပစ်ခံရတဲ့ဘုံကျောင်းမှာပစ္စည်းတွေတွားထားကြပါတယ်ဒါပေမဲ့လာပြီးည15ရက်နေ့ရောက်တိုင်းခေါင်းလောင်းတန်ကမြည်နေသေးပါပဲထင်ကြီးပေးတာတော့အဖွားဆိုင်ကြီးကဘယ်မှမတွားသေးပဲတခါမှပြန်မလာတဲ့တားဖြစ်သူကိုစောင့်နေသေးတယ်လို့ရွာသားတွေကယုံကြည်ကြပါတယ်ဆယ်စုနှစ်များစွာကုံဆုံးသွားပြီး2024ခုနှစ်မှာတရဲ့အကြောင်းတွေကိုမယုံကြည်ကြတဲ့မြို့မှာလူငယ်တစုရှိခဲ့တယ်ဗျသူတို့ကအသက်25နဲ့26နှစ်ကြားတက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီးသူတို့ရဲ့အဖွဲ့ကိုတရဲ့စူဇန်လေးလာရဲ့အဖွဲ့လို့ခေါ်ခဲ့ကြပါတယ်သူတို့ကစွန့်ပစ်ထားတဲ့နေရာတွေကိုစူဇန်လေးလာရတာကိုနှစ်သက်ကြပြီးဗီဒီယိုတွေရိုက်ကူးက YouTube မှာတင်ကြတာပါသူတို့အဖွဲ့မှာခေါင်းဆောင်ဖြစ်တဲ့ဖိုးပြေဒုရဲတော်အမျိုးသမီးဖြစ်တဲ့တန်နာကြော်ကြော်ရဲဝင်းနဲ့စီတူအပါအဝင်အဖွဲ့ဝင်9ယောက်ရှိပါတယ်သူတို့တွေဗီဒီယိုကင်မရာအပိုဘက်ထရီတွေနဲ့အတန်ဖတ်ဆက်တွေယူလာပြီးဒီစွန့်ပစ်ထားတဲ့ဖုန်းကျောင်းမှာတညတာတေးခဲ့ကြတယ်ဗျအော်တိုဘာလာပြီးညမှာဖိုးပြေတို့အဖွဲ့ဖုန်းကျောင်းအဟောင်းအနီးမှာစကန်ချပြီးအဲ့နေရာတစ်ဝိုက်မှာကင်မရာ၄လုံးနဲ့9လုံးမြောက်ကင်မရာတစ်လုံးကိုဖုန်းကျောင်းထဲမှာတက်ဆင်ခဲ့ကြတယ်ဗျတကောင်းရန်ကြော်လွန်သွားပြီးတဲ့အထိဘာမှမဖြစ်ပြတ်ခဲ့ပါဘူးသူတို့တွေထိုင်ပြီးရွာသားတွေပြောကြတဲ့ဇလန်းတွေကိုပြောရင်းရေမောနေကြပါတယ်ဒါပေမဲ့မနက်2နာရီခွဲမှာခေါင်းလောင်းတန်စမြည်လာခဲ့တယ်ဗျတိုးတိုးလေးပေမဲ့ဖုန်းကျောင်းထဲမှာတယောက်ယောက်လမ်းလျှောက်နေတယ်လို့ကြည်ကြည်လင်းလင်းကြားခဲ့ရပါတယ်ဖိုးပြေကင်မရာမှတ်တမ်းကိုစစ်ကြည့်လိုက်တဲ့အခါမှာဖြည်းဖြည်းချင်းရှောက်နေတဲ့သပင်ရှည်ဖြူဖြူနဲ့အဖွားကြီးတယောက်ကခေါင်းလောင်းကင်ထားပြီးခေါင်းလောင်းကိုညင်သာစွာခါနေတဲ့အရေးကိုတွေးလိုက်ရတယ်ဗျအဲ့ဒီအရေးကကင်မရာရှိကိုဖြတ်သွားတဲ့အခါမှာအဖြူအမဲအရေးတစ်ခုပေါ်လာပြီးအဲ့ဒီနောက်ပြန်လဲကြည်ရှင်းသွားကအဲ့ဒီအရေးပျောက်ကွယ်သွားခဲ့ပါတယ်တန်နာကအန်ဝတကြီးအော်ဟစ်လိုက်တယ်ဗျဒါပေမဲ့ဖိုးပြေကလေတိုက်တာဖြစ်မယ်လို့ပြောလိုက်ပါတယ်သူတို့အဲ့ဒီနေရာမှာဆက်နေရဲကြသေးတယ်ဗျအဲ့ဒီနောက်ကြော်ကြော်ကတဲအပြင်ဘက်မှာတစုံတစ်ခုကိုမြင်ခဲ့လိုက်ပါတယ်သူတို့အားလုံးလှည့်ကြည့်လိုက်တော့အဖွားဆိုင်ကြီးကတဲဘက်ကိုတဲတဲ့စိုက်ကြည့်လာနေတာတွေးလိုက်ရပါတယ်သူမနှကန်းလှုပ်နေပေမဲ့ဘာအတမ်းမှမထွက်နေပါဘူးတားရီအဖွားမင်းကိုချီးထားတဲ့ပတ်စံ900အောင်ဘယ်တော့ပြန်ပေးမှာလဲဖိုးပြေမျက်နှာဖြူဖက်ဖြူရောဖြစ်သွားပြီးသူ့တငယ်ချင်းတွေကိုပြုတ်လိုက်ပါတယ်ဟာအဖွားငါ့ကိုမှတ်မိတယ်ငငယ်တော့အမေနဲ့တူဒီကိုလာဘူးတယ်အဖွားငါ့ကိုကြောင်းတက်ဖို့ပတ်စံ900ပေးခဲ့ဘူးတယ်ငါပြန်မပေးမိခဲ့ဘူးသူ့တငယ်ချင်းတွေကထိတ်လန့်သွားကြပေမဲ့ဖိုးပြေကတော့ဆွေမျိုးတွေကအဲ့အနားမှာနေကြလို့ဒီရွာကိုငငယ်တုန်းကရောက်ဖူးတယ်လို့အခိုင်အမာပြောပါတယ်အဲ့ဒီညမှာအတန်တွေငြိမ်သက်သွားပြီးတဲ့နောက်သူတို့အဖွဲ့ပြန်ဖို့ပစ္စည်းတွေထုတ်ပိုးကြတယ်ဗျဒါပေမဲ့ဖိုးပြေကပြောလိုက်ပါတယ်တယောက်ယောက်ကငါးနောက်ကိုအချိန်တိုင်းလိုက်နေတယ်လို့ခံစားနေရတယ်ကွာနှစ်ပတ်အကြာမှာဖိုးပြေပျောက်သွားခဲ့ပါတယ်ပြီးတော့ရွာသားတွေကဖိုးပြေကိုညောင်မင်းအောက်မှာအဖွားဆန်းကြီးရဲ့တပ်ပေါ်အဟောင်းထိုင်းပြီးဖက်နေတာတွေ့ရှိခဲ့ကြတယ်ဗျဖိုးပြေတေဆုံးနေခဲ့ပါပြီဒါပေမဲ့သူ့မျက်နှာမှာပြုံးနေပါတယ်တရက်စူးစမ်းလေးလာရေးအဖွဲ့ဟာချက်ချင်းပဲသူတို့ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်လိုက်ကြပါတယ်ကြမ်းရှိနေတဲ့အဖွဲ့တွေကလည်းအိမ်မက်ဆိုးတွေမက်ကြပြီးအဖွားကသူတို့အိပ်ယာဘေးမှာရန်ရင်းနဲ့ခေါင်းလုံးခါပြီးစကားပြောနေတာကိုမြင်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့ဘယ်သူမှမသေးကြတော့ပါဘူးဘာလို့လဲဆိုတော့သူတို့ကပစ္စည်းတွေကိုယူသွားပြီးအဖွားအတွက်တွားလှူခဲ့ကြလို့ပါစွန့်ပစ်ခံရတဲ့ဘုန်းကြီးကျောင်းကတော့တိတ်ဆိတ်ငြိမ်သက်စွာရပ်တည်နေဆဲဖြစ်ပါတယ်ရွာသားတွေကအဖွားနဲ့ဆရာတို့အတွက်လာတိုင်းကုသိုလ်လုပ်ပေးတတ်ကြတယ်ဗျတ
ချို့ညတွေမှာခေါင်းလောင်းတန်ကမြင်နေစေဖြစ်ပေမဲ့ပိုးပြီးတိုးလာခဲ့တယ်ဗျညဘက်မှာပုံမှန်မဟုတ်ပဲကျဲလောင်စွာမြင်နေတယ်ဆိုရင်တစုံတစ်ယောက်ကအဖွားကိုပတ်စံပေးဖို့ရှိနေတယ်ဆိုတဲ့သဘောပါပဲညနေပိုင်းမှာလေကွင်းကိုဖျက်လျှောက်သွားတဲ့ရွာသားအချို့ခေါင်းလောင်းတန်တူလေးနဲ့တက်ကွက်ကွက်အတန်ကိုကြားရသေးပါပဲအဲဒီနောက်အတန်ကတချင်းကဂရီပေးခဲ့မှုတဲ့လူသစ်တစ်ယောက်ကနောက်တစ်ချိန်ပြန်ရောက်လာတဲ့အထိလေနဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့နောက်နှစ်တည်းအတွင်းမှာတော့ဦးနိုင်မင်းရွာကိုပြန်ရောက်လာတယ်လို့ကောလာဟလတွေထွက်ပေါ်ခဲ့တယ်ဗျအခုသူဟာအသက်80နှစ်ဖြစ်ပြီးကားဟောင်းတစ်စီးနဲ့ရောက်လာခဲ့ပါတယ် အမေအတွက်ရဟန်းဝတ်ဖို့ပြန်လာခဲ့တာ ဒါပေမဲ့အဲ့ဒီညမှာတော့ခေါလောင်းတန်ဟာနှစ်ပေါင်းများစွာထက်ပိုကျဲလောင်နေခဲ့ပါတယ်ရွာသားတွေကဦးနိုင်မင်းကညောင်မင်းအောက်မှာရက်ပြီးအဖွားဆိုင်ရင်နဲ့စကားပြောနေတာကိုမြင်တွေ့ခဲ့ရတယ်ဗျနောက်တနေ့မနက်မိုးလင်းမှာဦးနိုင်မင်းပျောက်ကွယ်သွားခဲ့ပြီးဖုံးကြောင်အရှိမချထားတဲ့ထပ်ဖို့ဟောင်းတပုံသာကြံရှင်းနေခဲ့ပါတယ်ရွာသားတွေကတော့အဖွားဆိုင်ရီဟာသူမရဲ့ဂတိကိုပြန်ရခဲ့ပြီလို့ယုံကြည်ခဲ့ကြတယ်ဗျ CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ဒုတိ animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie ကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook Group Telegram Channel ကနေ CKO Team မှာ 2D Animation Manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ